မင်္ဂလာပါကျွန်တော်တို့ဝရင်စော်တဲ့အခါမှာမဖြစ်မနေသိရှိရမယ်ဝရင် polarity ဝရင် current အမျိုးအစားတွေအကြောင်းကိုဝေမျှပေးပါမယ်ဝရင်ဆက်တွေမှာ AC ဝရင်ဆက် DC ဝရင်ဆက် AC ရော DC ရောနှစ်မျိုးလုံးအသုံးပြုလို့ရတယ် multi process weather လို့ခေါ်တယ်ဝရင်အမျိုးအစားတစ်မျိုးတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ TNG လည်းစော်လို့ရတယ် MNG လည်းစော်လို့ရတယ် SMB လည်းစော်လို့ရတယ်ဝရင်ဆက်တွေဆိုပြီးတော့ဝရင်ဆက်မျိုးစားတွေရှိပါတယ်ဝရင်ကားရမျိုးစား၃မျိုးရှိတယ် AC DCEP DCEN ဆိုပြီးတော့၃မျိုးရှိပါတယ် AC ဆိုတာ alternating current DCEP ကတော့သူ့ရဲ့ sign အနေနဲ့ဆိုရင် DC+ လို့ပုံစံလေးပြထားတယ် direct current electropositive အရင်တော့ဆိုရင်ကျွန်တော်တို့ polarity ရခေါ်ရဆိုရင်direct current reverse polarity အတူကောက်အနေနဲ့ DCRB လို့ခေါ်ပါတယ်။နောက်ဆုံးတတိယတစ်ခုကတော့ DCEN သူ့ရဲ့ sign ရဆိုရင် DC minus direct current electronegative အဲ့တော့အရင်တော့ခေါ်တဲ့ polarity ရခေါ်ဖို့ဆိုရင် direct current straight polarity DCSP ဆိုပြီးတော့ wiring current ၃မျိုးရှိပါတယ်။ AC wiring current ကို SMAW လို့ခေါ်တယ်ကျွန်တော်တို့အဝရိဆိုတဲ့အခါမှာလည်းအသုံးပြုတယ်နောက်တစ်ခုက GTW လို့ခေါ်တယ်အတူကောက်အနေနဲ့ TNG လို့ခေါ်တယ်အရက်ခေါ်အာဂွန်ဝရင်ဆိုတဲ့အခါမှာအလူမီနီယမ်တန်တယ်တွေကိုဝရင်ဆိုတဲ့အခါမှာလည်းအသုံးပြုပါတယ်ဟောဒါကတော့ကျွန်တော်တို့ AC SMAW ဝရင်ဆက်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့သူက plus minus ရေလို့မပါဘူးအဲ့တော့ကောက်ကျိုးတက်ရမယ့်နေရာမှာကောက်ကျိုးပုံစံလေးပြထားတယ်အကျိုးတက်ရမယ့်နေရာမှာအကလန့်ပုံစံလေးနဲ့ပြထားပါတယ်အဲ့တော့အဓိကပြောချင်တာ AC ဝရင်ဆက်တွေမှာဆိုရင်ကျွန်တော်တို့က plus minus ရေလို့မပါဘဲနဲ့သူ့ရဲ့တင်ဂေတာပုံစံလေးနေပဲပြထားတာကိုသတိထားရပါမယ် AC ဝရင်ကားရမှာ electron တွေကတစ်ဖက်နဲ့တစ်ဖက်ကိုအပြန်အလှန်စီးဆင်းနေပါတယ်အပူရရှိမှုရာခိုင်နှုန်းအနေနဲ့ဆိုရင်ဝရင်ကျောင်းမှာ90ရာခိုင်နှုန်းရတယ်။တန်များမှာ90ရာခိုင်နှုန်းရတယ်။ညီတူမျှတူအပူရရှိတဲ့သဘောရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ penetration လို့ခေါ်တဲ့ဝရင်သားထိုးဖောက်မှုဝင်ရောက်မှုမှာတော့သူ့ရဲ့ penetration ကအသင့်အနေအထားမှာရှိပါတယ်။ DC ဝရင် machine မှာတော့ plus နဲ့ minus ဆိုပြီးတော့ပါရှိပါတယ်။ DCEP direct current electropositive မှာတော့ဝရင်ကောက်ကျိုးက plus ဘက်မှာတက်မယ်အကျိုးက minus ဘက်မှာတက်ပါမယ် DCEP ဝရင်ကားတန်းကိုတော့ကျွန်တော်တို့ SMAW ဝရင်စော်တဲ့အခါ GMAW FCAW SCAW စတဲ့ဝရင်လုပ်ငန်းစဉ်တွေမှာအသုံးပြုပါတယ် DCEP ရဲ့အပူရရှိမှုရာခိုင်နှုန်းအနေနဲ့တော့ဝရင်ကျောင်းမှာ80ရာခိုင်နှုန်း3ပုံ2ပုံတန်များမှာ30ရာခိုင်နှုန်း3ပုံ2ပုံ penetration လို့ခေါ်တဲ့ထိုးပေါက်ဝင်ရောက်မှုအားကောင်းပါတယ် high penetration ဖြစ်ပါတယ် BCEM မှာ electrode holder ဝရင်ကောက်ကျိုးက minus အကလန့်က plus ကိုတက်ဆင်ရပါမယ် BCEM ဝရင်ကားတန်းကိုတော့ GTW TNG ဝရင်စော်တဲ့အခါမှာအသုံးပြုတယ်နောက်တစ်ခါ SMAW ဝရင်စော်တဲ့အခါမှာကျွန်တော်တို့ခံလိုင်းတွေအောက်ခံလိုင်းတွေဝရင်စော်တဲ့အခါမှာလည်း DCEM ဝရင်ကားတန်းကိုအသုံးပြုပါတယ် DCEM ရဲ့အပူရရှိမှုရာခိုင်နှုန်းကတော့ DCEP ရဲ့ပြောင်းပြန်ဖြစ်ပါတယ်ဝရင်ကျောင်းမှာ30ရာခိုင်နှုန်းရမယ်တန်များမှာ80ရာခိုင်နှုန်းရရှိပါမယ် penetration လို့ခေါ်တဲ့ဝရင်သားထိုးပေါက်ဝင်ရောက်မှုမှာတော့အားနည်းပါတယ် low penetration ဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ AC DCEP DCEM ဝရင်ကားတန်း၃မျိုးကိုရရှိတဲ့အပူရရှိမှုရာခိုင်နှုန်းအနေနဲ့ဝရင်သားထိုးပေါက်ဝင်ရောက်မှုတွေကိုစုပေါင်းပြီးတော့ဖော်ပြထားတာပါဝရင်ကားတန်းတွေကိုကျွန်တော်တို့ဝရင်စောတဲ့ဝရင်ကြောင်းအနေနဲ့ CO2 ဝရင်ဝါယာတွေမှာဘယ်လိုဖော်ပြလဲဆိုတာကိုသိရှိနားလည်နိုင်အောင်ပုံလေးတွေနဲ့တကွာဖော်ပြပေးထားပါတယ်